ငိမ့်ချမ်းစွာအနားယူနေတဲ့မြေအောက်ကဘာရဲ့ကနာရီကျော်မော်မေဆုံကတ်ဟာအိမ်ပြန်ရောက်ချိန်မှာအဝတ်စားနွမ်းပါလာတဲ့အမျိုးသမီးတယောက်သူ့အိမ်ထဲရောက်နေတာကိုတွေ့လိုက်ရပါတယ်ခဏကြာတော့ကလေးမလေးတယောက်ကတမျက်စိကင်ဆောင်ပြီးမေဆုံကိုသူတို့အိမ်ကိုလာလူတဲ့လူဆိုပြီးအော်ဟစ်ကရန်မှုဖို့ပြေးဝင်လာခဲ့ပါတယ်အမျိုးသမီးကမေဆုံကိုချက်ချင်းတောင်းပန်ပြီးလိန်လေလက်ဖျားသူပွဲစားတယောက်ကြောင့်ပိုက်ဆံတွေအကုန်လုံးဆုံးရှုံးသွားရလို့နေစရာမရှိတော့ပဲဒီမှာလာရောက်ခိုလုံနေရတာပါဆိုပြီးရှင်းပြခဲ့ပါတယ်ဒါပေမဲ့မေဆုံကစကားရှည်ကြီးမပြောချင်ပဲသူ့အိမ်ထဲကနေအခုချက်ချင်းထွက်သွားဖို့တိုက်ရိုက်မောင်းထုတ်လိုက်ပါတယ်အမျိုးသမီးလည်းအခြားရွေးချယ်စရာမရှိပဲထွက်သွားခဲ့ရပါတယ်နောက်ပိုင်းမှာမေဆုံစေတနာတက်ဝင်ပြီးတဲ့အချက်တစ်ခုရောက်လာပါတယ်တာမီနှစ်ယောက်ဟာစင်ကြံလန်းပေါ်မှာတင်အိယာပြင်ပြီးနေကြတာကိုမေဆုံတွေ့လိုက်ရပါတယ်မေဆုံနားတို့သွားပြီးကြည်ကတွေးဝေသွားဟန်တူပေမဲ့အဆုံးမှာတော့ထွက်ခွာသွားခဲ့ပါတယ်ဒါပေမဲ့ဒီချိန်မှာပဲအမျိုးသမီးရဲ့လောင်းစားကြိုက်တဲ့ခင်ပွန်းဟောင်းရောက်လာပြီးဘာစကားမှမပြောဘဲသူမရဲ့အိတ်ကိုလူယူသွားခဲ့ပါတယ်အမျိုးသမီးကတတိဝင်လာပြီးအိတ်ကိုအတင်းဆွဲထားကသမီးလေးရဲ့စေကူသားစရိတ်အတွက်မိုးလို့ပြန်ပေးဖို့ငွေရိုတောင်းပန်ခဲ့ပါတယ်ဒါပေမဲ့ရုံမာတဲ့ခင်ပွန်းဟောင်းကတော့သူကိုယ်တိုင်အကျွေးနုံနေရတာကြောင့်ဒီလိုမကောင်းဆိုးဝါအမျိုးသမီးကသူ့စီကပိုက်ဆံဝတ်ထားရဲတယ်ဆိုပြီးသမီးလေးရဲ့အသက်ကယ်ဆေးဖို့ပိုက်ဆံတွေကိုလူယူသွားခဲ့ပါတယ်မေဆုံကဒီဖြစ်ရတစ်ခုလုံးကိုစကြည့်နေခဲ့ပါတယ်ဖြစ်စင်မှာဝင်မတားဆီးခဲ့ရင်မေဆုံရဲ့ရင်ထဲမှာတော့တာမီနှစ်ယောက်ရဲ့တနာစရာအခြေအနေကြောင့်စိတ်မကောင်းဖြစ်သွားခဲ့ပါတယ်ဒါကြောင့်အမျိုးသမီးကိုနေရာတက်မတွေ့ခင်အထိသူ့အိမ်မှာယာယီလာနေဖို့ပြောလိုက်ပါတော့တယ်ဒီလိုနဲ့တာမီနှစ်ယောက်မေဆုံရဲ့အိမ်ကိုပြောင်းရွှေ့နေထိုင်ခွင့်ရရှိသွားခဲ့ပါတယ်နောက်တနေ့နံနက်မှာမေဆုံနိုးလာတော့အိမ်မှာကလေးမလေးတယောက်တည်းရှိနေတာကိုတွေ့ရပါတယ်စုံစမ်းကြည့်လိုက်တော့မိခင်ဖြစ်သူဟာသမီးလေးရဲ့စေကူသားစရိတ်ရဖို့အတွက်နေမထွက်ခင်ကတည်းကအလုံးစင်းသွားကြောင်းသိလိုက်ရပါတယ်ပေါက်စီလွတ်တလုံးကိုပဲတိုလီမိုလီဝါးစားနေရတဲ့တနာစရာကလေးမလေးကိုမြင်တော့မေဆုံကအစားအစာကောင်းကောင်းသွားကြွေးဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါကြောင့်မေဆုံကကလေးမလေးကိုစားတောက်ဆိုင်အစင်းမြင့်မြင့်တစ်ခုစီခေါ်ဆောင်သွားခဲ့ပါတယ်တိုးတော့ကလေးမလေးထိုင်လိုက်ဒီနဲ့ဘေးဝိုင်းကအစင်တန်းခွဲခြားတတ်တဲ့အမျိုးသမီးတယောက်ကဒါဟာအစင်းမြင့်စားတောက်ဆိုင်ဖြစ်ပြီးဒီလိုဖာတာသူတောင်းစားမလေးဘလို့ဝင်လာတာလဲဆိုပြီးစားပွဲထိုးကိုတိုင်ကြားကထုတ်ပစ်ဖို့ပြောဆိုခဲ့ပါတယ်စိတ်ထားဖြူစင်တဲ့ကလေးမလေးကဒါကိုမြင်တော့မစားချင်တော့ကြောင်းမေဆုံကိုခေါ်ဆောင်ပြီးပြန်ကြားရအောင်လို့ပြောခဲ့ပါတယ်ဒါပေမဲ့မေဆုံကတင်းငိမ့်စွာနဲ့ဖုံးထုတ်ပြီးဖုံးဆက်လိုက်ပါတယ်ဒါကိုအစင်တန်းခွဲခြားတဲ့အမျိုးသမီးကရဲစရာအဖြစ်သဘောထားပြီးမေဆုံကိုတန်ခိုးရှင်တားစာရှိသူလို့ထင်မှတ်နေတဲ့စိတ်ဝေဒနာရှင်တယောက်လို့သမုတ်ခဲ့ပါတယ်သူ့ဝိုင်းကနောက်ထပ်အမျိုးသမီးတယောက်ကလည်းမေဆုံဟာစိတ်ကျန်းမာရေးဆေးရုံကထွက်ပြေးလာတာလို့လောင်ပြောင်ခဲ့ပါတယ်ဒါပေမဲ့စကားပြောလို့မှမဆုံးသေးမီစားတောက်ဆိုင်ပိုင်ရှင်ကိုယ်တိုင်ဝန်ထမ်းဖွဲ့စည်းနဲ့အပြေးလွှားရောက်ရှိလာပြီးဘာမှမပြောဘဲအဲ့ဒီအဆင့်တန်းခွဲကြတဲ့အမျိုးသမီးကိုအပြင်တို့တိုက်ရိုက်မောင်းထုတ်ခိုင်းလိုက်ပါတယ်ကလေးမလေးကဒါကိုကြည့်ပြီးအံ့အားသင့်သွားကမေဆုံကိုစူပါမန်ဦးလေးလို့စတင်ခေါ်ဆိုခဲ့ပါတယ်လူဆိုးတွေကို6လက်မောင်းထုတ်နိုင်ပြီးအရာကိုဖန်တီးနိုင်ုံတင်မကဘာမှမရှိပဲအရသာရှိတဲ့အစားအစာတွေကိုပေါ်လာအောင်လုပ်ပေးနိုင်တာကြောင့်မေဆုံဟာစူပါဟီးရိုးတယောက်ဖြစ်ရမယ်လို့ကလေးမလေးကယုံကြည်သွားခဲ့ပါတယ်ကလေးမလေးရဲ့စကားကိုကြားရတော့မေဆုံရဲ့မျက်နှာပေါ်မှာရှားရှားပါးပါးအပြုံးလေးတစ်ခုပေါ်လာခဲ့ပါတယ်ထို့နောက်ပစုံကွန်တွေကိုအနှွှချွတ်ပေးပြီးပူနွေးနွေးစားနိုင်ဖို့ကလေးမလေးစီထည့်ပေးခဲ့ပါတယ်ဒါပေမဲ့ကလေးမလေးကသူ့အိတ်ကက်ထဲကပလတ်စတစ်အိတ်ကိုထုတ်ယူကသူ့မေကပေါက်စီပဲစားရပြီးဒီလိုအစားအစာကောင်းကောင်းမစားဘူးတာကြောင့်အမေအတွက်တင်ထားခြင်းကြောင့်ပြောပြခဲ့ပါတယ်မေဆုံခမ်းမြမိန်တက်သွားပြီးမှခေါင်းညှိလက်ခံခဲ့ပါတယ်တစ်ချိန်တည်းမှာပဲမြို့ရဲ့အခြားတစ်ဖက်ရှိတတိဆိုင်မှာအလုပ်လုပ်နေတဲ့မိခင်ဖြစ်သူဟာစက်ကြေးတောင်းနဲ့လူမိုက်ကောင်းနဲ့ရင်ဆိုင်နေရပါတယ်အမျိုးသမီးကပြီးခဲ့တဲ့ရက်တွေအတွက်ပေးပြီးပြီလို့ပြောပေမဲ့လူမိုက်တွေကအဲ့ဒါလွန်ခဲ့တဲ့ရက်တွေအတွက်ဖြစ်ပြီးအခုအတွက်ဆက်လက်ပေးရအောင်မယ်လို့ဆိုရတယ်အမျိုးသမီးကပိုက်ဆံလုံးဝမရှိတော့ကြောင်းပြောဆိုပြီးတနာညာတာဖို့တောင်းပန်ခဲ့ပါတယ်လူမိုက်တွေကပိုက်ဆံမရှိရင်အခြားနဲ့ရှော့ကြေးပေးလို့ရတယ်ဆိုပြီးအမျိုးသမီးကိုထိကပါရီးကပါလို့ဖို့လက်ဆံတန်းလိုက်ပါလေအမျိုးသမီးကချက်ချင်းတွန်းထုတ်လိုက်ပေမဲ့ညှဉ်းဆန်ခံရတာကြောင့်လူမိုက်ကဒေါသထွက်သွားပြီးတင်ကန်းစာပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီလိုအရေးကြီးတဲ့အချိန်မှာပဲမေဆုံရောက်ရှိလာပြီးလူမိုက်ကိုတစ်ချက်တည်းနဲ့လွင့်ထွက်သွားအောင်ကန်ထုတ်လိုက်ပါတယ်လူမိုက်ကဒေါသတကြီးထမြောက်လာပြီးသူ့တပည့်တွေကိုမေဆုံကိုဝိုင်းရိုက်ဖို့အမိန့်ပေးခဲ့ပါတယ်ဒါပေမဲ့မေဆုံကနေလန်းနေငယ်နဲ့တင်အဖွဲတစ်ခုလုံးကိုခဏအတွင်းအလဲထိုးပစ်လိုက်ပါတယ်ဒါကိုမြင်တော့လူမိုက်ဟာကြောက်လန့်တကြားနောက်ဆုတ်သွားရပြီးမေဆုံကသူ့စီတဖြည်းဖြည်းတိုးကပ်လာခဲ့ပါတယ်လူမိုက်ကသူဟာစံပြောင်းရဲ့တပည့်ချစ်ကြောင့်မေဆုံသာသူ့ကိုထိခိုက်အောင်လုပ်ရင်စံပြောင်းကမေဆုံကိုဘာမှအလုပ်ပေးမှာမဟုတ်ကြောင်းကြောက်အားလန့်အားအော်ဟစ်လိုက်ပါတယ်ထို့နောက်စံပြောင်းစီဖုံးဆက်ပြီးအကူအညီတောင်းခဲ့ပါတယ်ဒါပေမဲ့သူမသိတာတခုကတော့အဲ့ဒီအချိန်မှာစံပြောင်းကိုယ်တိုင်ကမေဆုံရဲ့လက်ထောက်စီမှာအကူအညီတောင်းခံနေတာဖြစ်ပါတယ်အဆင်ပြေတဲ့အချိန်မှာဇူကွက်ဖွရင်နဲ့မိတ်ဆက်ပေးဖို့ရိုသေစွာတောင်းဆိုနေတာပါလက်ထောက်ကဇူကွက်ဖွရင်ဟာပေါင်းတင်ဆက်ဆံရတာမကြိုက်ကြောင်းနဲ့စံပြောင်းရဲ့စူးစမ်းအားထုတ်မှုပေါ်မှာပဲမူတည်ကြောင်းပြန်ပြောနေခဲ့ပါတယ်ဒီအချိန်မှာပဲစံပြောင်းကသူ့တပည့်စီကဖုန်းကိုလက်ခံရရှိလိုက်ပြီးတားစာခံနေမြေမှာပြဿနာရှာရဲတဲ့သူရှိနေကြောင်းကြားရတာကြောင့်အပြစ်ပေးဖို့ထွက်လာခဲ့ပါတယ်စံပြောင်းရဲ့အာမခံချက်ကိုရရှိပြီးနောက်လူမိုက်ငယ်ကမေဆုံကိုတင်မိန်ကြပြီဆိုပြီးကျင်းဝါခဲ့ပါတယ်အမျိုးသမီးကမေဆုံစီပြေးလာပြီးစံပြောင်းဟာဘယ်သူမှမရှင်နိုင်တဲ့ဒေတာခံတားစာရှင်ဖြစ်တာကြောင့်မြန်ထွက်ပြေးဖို့တတိပေးခဲ့ပါတယ်ဒါပေမဲ့လူမိုက်ကအခုမှတော့ထွက်ပြေးဖို့နောက်ကျသွားပြီဖြစ်ကြောင်းနဲ့မေဆုံရဲ့လက်ကိုဖျက်ပြီးခွေးကျူအေးမယ်လို့ချင်းချောက်ခဲ့ပါတယ်မေဆုံကတော့ညချိန်ထိတည်ငြိမ်စွာစောင့်ဆိုင်နေခဲ့ပြီးနောက်ဆုံးမှာစံပြောင်းဟာလူမိုက်ဖွဲနဲ့အတူရောက်ရှိလာခဲ့ပါတယ်တိုက်ဆိုင်ပဲမေဆုံရဲ့လက်ထောက်လည်းအတူပါလာခဲ့ပါတယ်ရောက်ချင်းမှာပဲလက်ထောက်ဟာရှေ့မှာရက်နေရဲ့အမျိုးသားရဲ့ကြောပြင်ကိုရင်းနှီးစွာမြင်တွေ့လိုက်ရပါတယ်